View App မှာကတော့ကြည့်ချင်စရာတွေအများကြီးပါပဲဘယ်ရုပ်ရှင် series ကိုပဲကြည့်ချင် View App မှာအကြိုက်ကြည့်လို့ရနေပါပြီ ဒါဆိုဒီလိုကြည့်ကြမယ်လေ ထလိုက်တာ ကဲဒီမှာဘာကအစ်စ်တွေရှိလဲဆိုတော့ နင်းစမ်းမအောင် မေးပါ အကုန်ဝင်တော်တော်ယူဆူတာပဲနော် ဘလို့အဲ့ဒါ Academy Short လို့ခေါ်တယ်တိလားရုပ်လည်းကြည့်ရသေးတာပေါ့သူကြတော့ကြည့်ပါဦးဘိုက်အောင်လည်းရုပ်လည်းမဟုတ် ကဲတော်ပြီ view မှာနောက်ဘာကားတွေရှိသေးလဲကိုရီးယားသွားရအောင် 마음에 들어요? သူတို့ဘာတွေပြောနေလဲ 여긴 어떻게? ပတ်စံချေပြီးပြန်မဆက်လို့ကောင်းမလေးကစိတ်တုန်နေတာနဲ့တူတယ် ကဲ view ပဲဖြည့်ရှင်းပေးပါ 원하는 게 뭐야? 100% မြန်မာစာတန်းထိုးအောင် 원하면 와서 가져가. မလေးနောက်တော့ကားပြောင်း ထားလိုက်ကြရ View App ကိုကြောင်းပြီးမြန်မာအိန္ဒိယကိုရီးယားနဲ့အခြားရုပ်ရှင်နဲ့ဇာတ်လမ်းတွေများစွာကို 100% မြန်မာစာတန်းထိုးနဲ့ကြည့်လိုက်ကြစို့ View မှာအကြိုက်ကြည့်